ဒီနေ့ကတော့ကျုပ်ငံပြားရေးချက်ကလေးချက်ပြမှာဖြစ်ပါတယ်။အဲ့ဒီမှာကျုပ်သုံးလုံးကိုခောက်ထားပါမယ်။ပါဝင်ပစ္စည်းတွေကတော့ကျုပ်သုံးလုံးရယ်ငါးငံပြားရေးရယ်ငြိုကြီးခွဲချမ်းရယ်ကျက်သွန်ဒီသုံးလုံးရယ်ဖြစ်ပါတယ်။ကျက်သွန်ဒီသုံးလုံးကိုကြိတ်ပါမယ်။ဒီဝဲကိုစီထည့်ပြီးစီပူလာရယ်ကျုပ်လေးကိုထည့်ပြီးတော့ခောက်ပါမယ်။ကျုပ်လေးကိုမှွေပေးပါမယ်မှွေပေးပါမယ်တိတိလေးလေးဖြစ်အောင်ဒါမျိုးဆိုဒုံးလေးနဲ့တိုးပြီးတော့ကြော်ပေးပါမယ်ရှင်ကျုပ်ကြော်လေးရတဲ့အခါမှာကျက်သွန်ကြီးစီတက်ပါမယ်ကျက်သွန်ကြီးညီလာပါကခွဲချမ်းမုံလေးကိုထည့်ပါမယ်လိုတဲ့အရာဓာလေးကိုထည့်ထားပါမယ်ပစုံချောင်းမုံလေးကိုထည့်ပါမယ်ရှင်ဇုံချောင်းမုတ်လေးရဲလာပြီဆိုတာကဒီထဲကိုငါးငံပြားရည်လေးကိုလောင်းထည့်ပါမယ်ကျုပ်လေးကိုထပ်ထည့်ပါမယ်မှွေပြီးမှွေပေးပါမယ်ကျုပ်လေးနဲ့ငြိုတီးတဲ့တမဝအောင်မှွေပေးပါမယ်ရှင်အားလုံးကျက်သွားပါပြီဆိုတာကပကံထဲကိုထည့်ပြီးတော့လှပစွာပြင်ဆင်နိုင်ပါပြီရှင်